ရလုံနေလားမလုံနိုင်အဲ့ဒါဝင်ခံရမှာမရှက်နဲ့အဲ့ဒါမဝင်ခံမလွတ်ဘူးကျမတို့ကအနာတိပြီဆိုရင်အဲ့အနာကိုကလော်ရတယ်ကလော်ပြီးတော့မှအဲ့အနာရဲ့အရင်ထဲကိုစေးထဲလိုက်အနာလုံးဝပျောက်သွားမှာအခုမတန်စင်ကျူကအနာပြစ်နေရအပြစ်အနာအဲ့ဒီအပြစ်ကိုကော်ထုတ်ရမှာဟုတ်ပြီနော်ကော်ထုတ်ပြီးကျမတို့စေးထဲမှာအဲ့ဒီအပြစ်ကိုဘာလို့ကော်ပြီးတော့မှထုတ်ပြီးတော့ယေရှုပေးလိုက်ပြီးတော့မှကျမတို့စေးထဲပေးမယ်โอเคယေရှုဖျားကျမအပြစ်ရှိကျမအပြစ်တွေကိုယေရှုကအသွေးနဲ့လျှော်ပြီးတယ်ကျမဘာနဲ့သိတာလဲကျမ်းစာအပြစ်တွေအဲ့ဒီအတွက်ကြောင့်ကျမအပြစ်တွေကိုယေရှုဖျားယေရှုရဲ့အသွေးနဲ့ကျမကိုစီးပြီးပါကျမတို့ပြောရမှာဖြစ်တယ်နော်ဆိုတော့ကယ်တင်ကြီးရဖို့အတွက်ကိုကျမတို့စိတ်နဲ့ယုံရမှာနှစ်ခုလောက်ရမှာနော်ယောမ30 9ကနေ30ပဲစိတ်နဲ့အရင်ယုံယေရှုကျမရဲ့အပြစ်တွေကိုယူသွားပြီးပါကျမရဲ့အပြစ်တွေကိုစီးပြီးပါဟုတ်ပြီနော်ကျမစိတ်ထဲမှာယုံကျမနှုတ်နဲ့ဝင်ခံရတယ်စိတ်နဲ့ယုံရတယ်နှုတ်နဲ့ဝင်ခံကျမဝင်ခံပါတယ်ကျမအပြစ်တွေယေရှုယူသွားပြီးဖို့အတွက်ပြီးလို့ရှိရင်ကျမကိုကယ်တင်ခြင်းပေးပါဘယ်ကနေကယ်မှာအပြစ်ငရေကနေကယ်တင်ခြင်းပေးပါနံပါတ်1 step နော်ကိုအပြစ်ကိုယူသွားခိုင်းပြီးစေးခိုင်းပြီးကယ်ပေးပါပြီးရင်မတ်တန်စင်ချူထဲမှာအပြစ်မရှိတော့ယေရှုယူသွားပြီလေခုနကကျမအင်ကြီးယူသွားပြီဆိုရှိအောင်မလားအင်ကြီးမရှိတော့အဲ့တော့ကျမကိုယေရှုရဲ့တန်ရှင်းဖြောင့်မတ်တဲ့ဝိယုံလေးပေးပါအပြစ်မရှိတဲ့တန်ရှင်းဖြောင့်မတ်တဲ့နှလုံးသားလေးပေးပါကျမတို့အပြစ်ကဘယ်ကစားကျမတို့နှလုံးကစားလေဘာပဲစဉ်းစားနှလုံးကစားတယ်မလားအဲ့ဒီအပြစ်ရှိတဲ့နှလုံးကိုယေရှုကယူသွားပြီဖြစ်တဲ့ကြောင့်တန်ရှင်းဖျားသခင်ရဲ့ဖြောင့်မတ်တန်ရှင်းတဲ့နှလုံးကိုကျမကိုပေးပါလို့ကျမတို့တောင်းရမှာဟုတ်ပြီနော်အဲ့တော့မတ်တန်စင်ချူတဲ့ကိုဘုရားသခင်ရဲ့သူ့ရဲ့တန်ရှင်းဖြောင့်မတ်တဲ့နှလုံးကိုထည့်ပေးလာမယ်အဲ့နှလုံးထဲမှာဘုရားသခင်ရဲ့ဝိညာဉ်အသက်ကိုထည့်ပေးပါဘုရားရဲ့အသက်ဆိုတော့ဘုရားကထည့်ပေးလာတယ်အဲ့ဒီအသက်ကမတ်တန်စင်ချူရဲ့အသက်မဟုတ်တော့ဘုရားသခင်ရဲ့အသက်နဲ့ရှင်းလာအဲ့ဘုရားရဲ့အသက်ထဲမှာဘာပါလာမလဲဘုရားရဲ့ခုနကကျွန်မပြောတကိုးလေးပါလာဘုရားရဲ့ဘုံနေဘုရားရဲ့အစွမ်းနေဘုရားရဲ့လှပခြင်းနေဘုရားရဲ့ကြွယ်ဝခြင်းဘုရားရဲ့ကောင်းစားခြင်းဘုရားရဲ့ကျမ်းမာခြင်းနေကုန်ပါအခုတရှိုက်ပဲခြူလိုက်လို့ကျမ်းမာခြင်းကမရလိုက်ဘူးမစိုးရင်နေအဲ့ဒီအသက်ကမတ်တန်စင်ချူတဲ့ဝင်ပြီးဆိုအဲ့ဒီကျမ်းမာခြင်းတွေကလည်းဝင်လာမှာဖြစ်တယ်အဲ့ဒါတွေကမတ်တန်စင်ချူရဲ့နှလုံးကဘာလုပ်ပြီးလဲတွေးညစ်ပြီးတာလေအဲ့တွေးရတကူလုံးကိုရောက်သွားခေါင်းကနေခြေပြအဲ့တွေးရဘာလုပ်ပြီးလဲမတ်တန်စင်ချူရဲ့ခန္ဓာကိုယ်ထဲမှာဆဲရီကိုပြင်ပြီးတယ်အယိုးကြောအာယုန်တွေကိုသူကပြင်ပြီးတယ်အဲ့ဖခင်ရဲ့အသက်ကဒီထဲမှာမတ်တန်စင်ချူထဲမှာရှင်လာတဲ့ကောင်အကုန်လုံးပြင်လာပေးတယ်လူကိုပဲပြင်ပေးတာမဟုတ်ဘဲနဲ့မတ်တန်စင်ချူရဲ့စိတ်ကိုပဲပြင်ပေးတာမတ်တန်စင်ချူရဲ့ခန္ဓာကိုယ်ပဲပြင်ပေးတာမဟုတ်ဘဲနဲ့ဖခင်ရဲ့ဝိညာဉ်ကမတ်တန်စင်ချူရဲ့ဝိညာဉ်ထဲမှာလာရှင်နေပြီဝိညာဉ်နဲ့ဖခင်ရဲ့ဝိညာဉ်ရောက်သွားပြီဟုတ်နော်မတ်တန်စင်ချူရဲ့ဝိညာဉ်ကိုငယ်ကိုဘယ်သူဝိညာဉ်ရောက်သွားပြီလဲဖခင်သခင်ရဲ့တန်ရှင်းတဲ့ဝိညာဉ်နော်အေးအဲ့ဒီဝိညာဉ်ရောက်သွားပြီဆိုရင်မတ်တန်စင်ချူကဘသူဖြစ်သွားပြီလဲဖခင်သခင်ကိုယ်တိုင်မတ်တန်စင်ချူအသက်ပေးပြီးတော့မွေးဖွားပေးလိုက်တယ်မတ်တန်စင်ချူကဘသူဖြစ်သွားဖခင်ရဲ့တမီးဖြစ်သွားခုနကအမင်ပေးလိုက်တဲ့အသက်မဟုတ်ဘူးဒီကဘာထဲမှာနတ်ဆိုးတွေဆာယန်ဆိုးတွေကိုကြောက်ရတဲ့အောက်လန်းအဖက်လန်းတွေကြောက်ရတဲ့အသက်မဟုတ်ဖခင်ရဲ့အသက်ဒီကဘာကြီးကိုဖန်ဆင်းနေဖခင်ရဲ့အသက်ကရှင်နေတာရှင်နေတဲ့ကမတ်တန်စင်ချူကိုဘယ်သူမှနောက်ဆက်လို့မရတော့ဟုတ်ပြီနော်ဘယ်သူမှလည်းမတ်တန်စင်ချူကိုအောက်လန်းနေထက်လန်းနေလည်းမထိနိုင်တော့ဘာလို့ကျမတို့ကဝိညာဉ်လောကမမြင်ရဝိညာဉ်လောကရှိလားမရှိလားရှိတာပေါ့လူမှာခန္ဓာမတ်တန်စင်ချူရဲ့ခန္ဓာစိတ်ဆိုစိတ်ကိုမြင်ရလားမမြင်ရဘူးခန္ဓာကိုကျမရိုက်လိုက်နားလားနားတယ်စိတ်ကိုလည်းကျမနာအောင်လုပ်လို့ရလားမရလားရတယ်လေနားအောင်ပြောလိုက်နားလေဝိညာဉ်ကကြတော့မမြင်အောင်ထဲထဲမှာရှိတယ်ဝိညာဉ်ကလည်းကျမတို့နားတယ်ဘာလို့လဲကျမတို့အဖြစ်တည်လုပ်တဲ့အခါမှာ तू ကနားကျင်ပြီးတော့မှဘယ်ထဲသွားမှာငရေထဲသွားရမှာတဲ့လူကတည်သွားလို့ရှိရင်ဝိညာဉ်ထွက်သွားဝိညာဉ်ထက်သွားရင်ဒီခန္ဓာသုံးလို့ရလားမရတော့ဘူးဘယ်တော့ပဲစိတ်တိုက်ပိုင်သုံးလို့မရတော့ဟုတ်တယ်မလားဒီစိတ်သုံးလို့ရလားतू ကဝိညာဉ်နဲ့ तू တက်သွားစိတ်ကဝိညာဉ်နဲ့ကပ်ပြီးတော့ तू စိတ်ကောင်းစားရင်ကောင်းစားတဲ့နေရာသူစိတ်နှလုံးတိုင်းမဲ့အခုနကတော့မတ်တန်စင်သူရဲ့စိတ်နှလုံးထဲမှာဘသူကဝင်လာပြီလဲဖခင်ရဲ့ဝိညာဉ်ဝင်လာပြီဖခင်ရဲ့အသက်ဝင်လာပြီမတ်တန်စင်သူကဖခင်ရဲ့အစွမ်းတကူတွေဝင်လာပြီဆိုရင်မတ်တန်စင်သူကဒီကဘာကြီးတွေကနေထွက်သွားမယ်ဆိုရင်လေမတ်တန်စင်သူကစိုးရိမ်ကြမလို့မကောင်းတဲ့နေရာရောက်မယ်ငရေရောက်မယ်စိုးရိမ်ကြဒီမှာတက်လေလေဝင်နေမယ်ဆိုမစိုးရိမ်ကြဘယ်လိုသွားမလဲဖခင်တကယ်ရှိတယ်ဖခင်နိုင်ငံတော့ရွှေနိုင်ငံအောင်ပဲသွားမှာပေါ့မဟုတ်လားအဲ့ဒါမတ်တန်စင်သူတိချဖို့လို့
ဒီနေ့မှမတိချဘူးဆိုရင်ငါပဲသွားလို့သွားမှမသိဘာလုပ်လို့မနဲ့ပြန်ဆိုတာဘာမှလည်းမသိဟုတ်တယ်ငါနောက်တနားရီဆိုငါဘာဖြစ်မလဲမသိရဘူးလေအဲ့တော့တိချဖို့လိုတယ်ဆိုတော့နှစ်ချင်းခန္ဓာဟိုဟာလောက်တာဒီဟာလောက်တာအဓိကမဟုတ်အဓိကမတ်တန်စင်ဂျူရဲ့အထေးထဲမှာဖရာရဲ့ဝိညာဉ်အသက်ရှင်နေဖို့အဓိကဖြစ်တယ်အဲ့ဝိညာဉ်ကိုလိုချင်လားဒါပေမဲ့အမပြောတဲ့ဟာလဲကျွန်မလက်ခံပါတယ်ရှင်ဘုသူတအမတို့ကပိုးပြီးတော့တိတာပေါ့အရင်ကဟိုဖြစ်လာတဲ့ပါတာပေါ့ဆိုတော့အခုမကြွခဏနေဒါပေမဲ့နဲ့မလွဲစေခြင်းမတ်တန်စင်ဂျူဖရာခင်ကချစ်လို့အသက်ကိုပေးထားတာနော်ရှူခိုင်းတာအဲ့ဒါကိုမတ်တန်စင်ဂျူရစေခြင်းဒါပေမဲ့ဆိုတာမတ်တန်စင်ဂျူကဆွဲလှည့်လိုက်တာမလှည့်တစ်ပဲကျွန်မပြောမယ်နော်တကယ်အဲ့ဒီအသက်နဲ့ရှင်ခြင်းလားမရှင်ခြင်းလားဒါပေမဲ့ဆိုမတန်စင်ကျူကအခုရှိတဲ့ဘဝအတိုင်းမတန်စင်ကျူရှင်းတန်းခြင်းလားအဲ့ဒီဖရာရဲ့အသက်နဲ့ရှင်းတန်းခြင်းသလားအခုရှိတဲ့ဘဝအတိုင်းပဲဆက်ပြီးရှင်းတန်းခြင်းလားဒါပေမဲ့ရှင်းတန်းခြင်းနာပဲနဲ့သူโอเคရပြီဒါပေမဲ့ဆိုရင်ကျွန်မမောတယ်မပြောတော့โอเคဖရာရဲ့အသက်ကိုမလူခြင်းဘူးဆိုရင်ကိစ္စမရှိဘူးကျွန်မဒီညမှာရက်လိုက်တော့မယ်ကျွန်တော်ဆက်မပြောကျွန်မဒါပေမဲ့ဒီအများကြီးမပြောဟုတ်ပြီနော်ဆိုတော့မတန်စင်ကျူအဲ့အသက်ကိုလူခြင်းနေဆိုဖရာသခင်ကျွန်မအဖြစ်ရှိတယ်ကျွန်မအဖြစ်တွေကိုဈေးပြီးပါကျမကနှလုံးသားထဲမှာရှိတဲ့စိုးညစ်တဲ့အရာတွေဖယ်ပြီးဖះရဲ့ဖြောင့်မတ်တန်ရှင်းတဲ့နှလုံးသားပြီးပါကျမအသက်ကဖះအသက်နဲ့ရှင်းစေပါအဲ့လိုမျိုးဆူတောင်းလိုက်အဲ့ဒါဆိုမတ်တန်စင်ဂျူရဲ့အသက်ကိုဖះသခင်ကတာဝန်ယူလိုက်မယ်ဆိုတော့မတ်တန်စင်ဂျူကဖះရဲ့အသက်နဲ့မရှင်းနေဘူးဆိုရင်အခုနအောက်လန်းနေထက်လန်းနေရမတ်တန်စင်ဂျူနှောက်ရှက်နေမှာပဲမတ်တန်စင်ဂျူကဖះရဲ့အသက်နဲ့ရှင်းနေတယ်ဆိုရင်သူတို့လာနှောက်ရှက်လို့မရသူမတ်တန်စင်ဂျူရဲ့အထဲထဲမှာကြီးမြတ်တဲ့ဖះအသက်ရှိနေတဲ့အတွက်ကြောင့်သူတို့မတ်တန်စင်ဂျူထိလို့မရဆိုတော့မတ်တန်စင်ဂျူဆုံးဖြတ်ပါယူမယ်မယူဘူးဆိုတာကိုယ့်ဘာသာကိုယ်ဆုံးမယ်ကျွန်မအတင်းအရမတိုက်သွင်းဘူးမလိုချင်ဘူးဆိုတာကိစ္စမရှိဘူးလိုချင်နေဆိုလေကျွန်တော်ဆူတောင်းပေးမယ်မလိုချင်ဘူးလိုချင်ပါတယ်โอเคလိုချင်နေဆိုကျွန်မဆူတောင်းမယ်ဆိုတော့အဲ့ဒါအဲ့ဒီပုံမှာပဲအာယုံထားလိုက်မယ်နော်ဘုရားသခင်ကျွန်မထဲမှာရှိနေတဲ့အဖြစ်တွေကိုစီးပြီးပါယေရှုအသွေးတော်နဲ့စီးပြီးပါကျွန်မကိုဘုရားအသက်နဲ့ရှင်သန်စီပါဆူတောင်းမယ်โอเคမျက်စိမရအောင်ဘာမှမစဉ်းစားနဲ့ဘာမှမစဉ်းစားနဲ့ကိုယ့်ရဲ့စိတ်နှလုံးကိုပြန်ကြည့်မယ်နော်ကျမဆိုတဲ့ဥစ္စာကိုအနောက်ကနေကျမအရှိကနေပြောပြမယ်နော်အနောက်ကနေလိုက်ပြောမျက်စိမိတ်တမယ်ဘာအာယုံမှမထားဘူးโอเคဖန်ဆင်းရှင်အဖဖေယာဖန်ဆင်းရှင်အဖဖေယာကျမသည်နေ့ရက်စဉ်တိုင်းကျူးလွန်မိသောအပြစ်များရှိပါ၏ထိုအပြစ်များမှာလွတ်မြောက်နိုင်သောလမ်းမရှိပါကျမသည်ထိုအပြစ်ထဲ၌နစ်မြုပ်နေသောသူဖြစ်ပါ၏ယေရှုဖျားကိုရောသည်လူသားအားလုံးဤအပြစ်အတွက်လဝါကတိုင်ပေါ်တွင်အသွေးသွန်းလောင်း၍စေးကြောပေးခဲ့ကြောင်းကိုကျမကြားသိရပါ၏ကျမကြားသိရပါ၏ထို့ကြောင့်ယနေ့တွင်အပြစ်နွန်၌နစ်နေသောကျမအားလဝါကတိုင်ပေါ်တွင်အသွေးသွန်းလောင်းသောယေရှု၏အသွေးတော်မြတ်ဖြင့်ကျမ၏ဝိညာဉ်စိတ်နှလုံးခန္ဓာအားယေရှု၏အသွေးတော်ဖြင့်ဆေးကြောပေးတော်မူပါခမဲတော်ဖဖျားသခင်ယခုတွင်ကျမ၏အထဲသို့ခမဲတော်ဤတန့်ရှင်းသောဝိညာဉ်တော်အားထည့်ပြီးတော်မူပါခမဲတော်ဘုရားသခင်ဤအသက်ဖြင့်ကျမအားယခုပင်သက်ရှင်စီတော်မူပါယေရှုခရစ်နာမဖြင့်ဆုတောင်းပါ၏အာမင်โอเคကျွန်တော်နှုတ်ဆက်ရအောင်အာမင်အခုချိန်မှာမတ်တန်စင်ချူကဘသူအသက်နဲ့ရှင်တော့မှာလဲဆိုရင်ခမဲတော်ဘုရားသခင်ရဲ့အသက်နဲ့ရှင်တော့မှာဖြစ်တယ်โอเคဆိုတော့